ဟင်းချက်ပြိုင်ပွဲတစ်ခုမှာကောင်မလေးတစ်ယောက်ကထူးဆန်းတာတစ်ခုကိုသတိထားမိသွားပါတယ်။အဲ့ဒါကတော့သူမဘာပါဝင်ပစ္စည်းပဲယူတစ်ဖက်ကပြိုင်ဘက်ကအတိအကျကိုလိုက်ယူနေတာပါပဲ။ပြိုင်ဘက်ဖြစ်သူကသူမရဲ့ဟင်းပွဲတစ်ခုလုံးကိုပုတ်ပြီးကူဖို့စီစဉ်ထားတာအတိအကျကြီးပါပဲ။ဒီကိစ္စကိုကောင်မလေးကရိပ်မိသွားတဲ့အချိန်မှာတစ်ဖက်လူကရှက်ရမယ့်အစားမျက်နှာပြောင်းတိုက်ပြီးသူမကိုတောင်ရန်ဆက်လိုက်ပါသေးတယ်။ဒီလိုနဲ့တခြားရွေးချယ်စရာမရှိတော့တဲ့အဆုံးကောင်မလေးဟာသူမယူထားတဲ့ပါဝင်ပစ္စည်းတွေကိုတပုံလဲစုပုံလိုက်ပြီးနောက်ဆုံးယူမဲ့ပစ္စည်းကိုမမြင်ရအောင်꿰လိုက်ပါတယ်။ထင်းတဲ့အတိုင်းပါပဲ။ပြိုင်ဘက်ကမှားယွင်းတဲ့ပစ္စည်းကိုရွေးချယ်သွားပါတော့တယ်။ကောင်မလေးကတမင်တက်အရက်ပြန်အပြင်စားပလင်းကိုယူပြလိုက်တာဖြစ်ပြီးတစ်ဖက်လူကလည်းအတိအကျလိုက်ယူသွားခဲ့ပါတယ်။ပြိုင်ပွဲစတင်တာနဲ့ပြိုင်ဘက်ကကောင်မလေးလုတ်သမျှအဆင့်တိုင်းကိုတပုံစံနဲ့လိုက်လုပ်ပါတော့တယ်။ပွဲကျင်းပတဲ့သူကဒီလိုလိုက်လုပ်နေတာကိုသတိထားမိသွားပြီးဒိုင်တွေကိုစီးမြင့်နဲ့ညီမညီမေးမြန်းခဲ့ပါတယ်။ဒါပေမဲ့ဒိုင်တွေကတော့စီးမြင့်ချိုးဖောက်တာမဟုတ်ဘူးလို့ဆိုပါတယ်။ဘာလို့လဲဆိုတော့လုပ်ငန်းစဉ်ကိုဘလို့ပဲခိုးချအရတာကတော့ကွာခြားသွားမှာပဲဖြစ်ပြီးတကယ်တော့ဒီလိုလုပ်တာကပြိုင်ပွဲကိုပိုပြီးတောင်စိန်ခေါ်မှုများစေတယ်လို့ဒိုင်တွေကယူဆခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ပြိုင်ဘက်ကတော့ပိုပြီးတောင်ရဲတင်းလာပါတော့တယ်။နောက်ွယ်မှာလည်းပြိုင်ဘက်ရဲ့ဆရာဖြစ်သူကအရန်ကိုယုံကြည်မှုလွန်ကဲနေပြီးသူ့တပည့်ကပိုတွေ့ကြုံရတဲ့အတွက်ကောင်မလေးမှာနိုင်စရာအကြောင်းမရှိဘူးလို့တောင်ကောင်မလေးရဲ့ဆရာကိုလောင်ပြောင်သွားပါသေးတယ်။ဒါပေမဲ့ကောင်မလေးရဲ့ဆရာကတော့သူ့တပည့်ကိုအပြည့်အဝယုံကြည်ထားပါတယ်။သူမနောက်ွယ်မှာဘလောက်တောင်စူးစမ်းခဲ့ရလဲဆိုတာသူသိဆုံးပါပဲ။ကောင်မလေးကငါးကိုစီပူကြော်လိုက်ပြီးသူမရဲ့ထူးချွန်တဲ့ပါဝင်ပစ္စည်းပေါင်းစပ်မှုပြင်ဆင်မှုစွမ်းရည်တွေနဲ့အတူဟင်းပွဲကိုအလွန်စားခြင်းစပွဲဖြစ်အောင်ဖန်တီးနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲပြိုင်ဘက်ကလည်းနောက်ကနေအဆင့်တိုင်းကိုလိုက်ခိုးချနေခဲ့ပါတယ်။